တနေ့အိမ်ဘေးကလက်ဖေးဆိုင်သွားတော့ဇဝဲတို့လေးက10နှစ်သားသူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲဘယ်လိုဖြောမှလဲစာရေးဆရာကြီးတဲ့ဒီကောင်နောက်တောက်နဲ့မျက်နှာဘိုးမသိဘူးဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်ဤကြကွေးမှတယ်လို့မှားတယ်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าအဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြက်ခွေလဲကြောက်ပရောခိတ်ဆုံးဤကြကွေးလွန်လာအောင်ဒီကလေးကဖြည့်เสียရှိတယ်လေရင်းသားဆော့ချစ်မရှိဘူးဟာဒီကောင်ငါတဲ့တော်တယ်ငါအဲ့လိုမသိဘူးသူတို့မှဖြည့်เสียရှိတယ်ဒါလေးကျွန်တော်မှတ်ထားတယ်ကလေးစီကသင်ယူတာနောက်10ရောက်ပြန်တယ်ဘယ်လိုဖြောမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်เสียမကြောင်ဟိုကောင်လေးပြောတာပါထဲမှာဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံးกว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံးတိုင်ဖက်ပလက်လန်းအောဖို့ကောင်းတယ်ဗျဒီကောင်ဘိုးတော်တယ်တအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိသူပြောတော့လဲဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်ထားတယ်ပူသဘောကျမှတ်ထားနောက်10ရောက်ပြန်နေသူတို့ရွယ်လေးပါပဲ7နှစ်ကလေးကြီးပါပဲဘယ်လိုဖြောမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်เสียမကြံတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်กว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးနေဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်မြောင်းကြတဲ့ခေါင်းဆိုင်